တနင်္လာသားသမီးလေးတွေအတွက်ဒီတစ်ပတ်မှာတော့စိတ်ထဲမှာဟိုဟာလောက်အောင်မလို့ဒီဟာလောက်အောင်မလို့နဲ့ဝေခွဲမရဖြစ်နေတတ်ပြီးသူတစ်ပတ်ကိစ္စတွေကိုလိုက်ကူညီရင်းနဲ့ပဲအချင်းတွေကုန်သွားတတ်ပါတယ်အလို့ကင်တစ်တွေလည်းထူးထူးခြားခြားကြုံရမှာဖြစ်သလိုအလို့နဲ့ပတ်သက်ပြီးနမဲကောင်းရတာမျိုးနဲ့ဂုံတရင်တိုးတက်မဲ့အခွင့်အရေးကောင်းတွေလည်းရလာမှာပါအထက်လူကြီးတွေစီကအကူအညီတွေရနိုင်သလိုလုပ်ငန်းအသစ်တွေစဖို့အဆက်အသွယ်ကောင်းတွေလည်းပေါ်လာတတ်ပါတယ်ဒါပေမဲ့ငွေကြေးကိစ္စမှာတော့အလင်ခံရတာမျိုးဒါမှမဟုတ်ပျောက်ရှာတာမျိုးဖြစ်နိုင်လို့သတိထားဖို့လိုပြီးငွေကြောင့်စိတ်ပူရတာဒါမှမဟုတ်စကားများရတာမျိုးတွေကြုံရတတ်ပါတယ်အိမ်ခန်းဆိုင်ခန်းကိစ္စတွေရှာဖွေနေရင်တော့အဆင်ပြေအောင်မြင်မှာဖြစ်တယ်လို့စက်ပစ္စည်းအသစ်တွေလည်းဝင်လာတတ်ပြီးစာချုပ်စာတမ်းကိစ္စတွေကလည်းတင်းအတွက်အကျိုးဖေးအောင်မြင်ပါလိမ့်မယ်အဖိုးတန်ရတနာပစ္စည်းလေးတွေပျောက်တတ်လို့ဂရုစိုက်ဖို့လိုသလိုမိတ်ဆွေရင်းချတွေနဲ့အဆင်မပြေဖြစ်တာဒါမှမဟုတ်သားသမီးတွေအိမ်ကထွက်သွားတာမျိုးတွေကြုံရတတ်ပါတယ်အချီရေးနဲ့အိမ်တောင်ကြီးမှာတော့ကြားလူကြောင့်အတိုက်ခံတွေဖြစ်ရတတ်လို့တယောက်နဲ့တယောက်ယုံကြည်မှုရှိဖို့လိုအပ်ပြီးကျမ်းမာရေးအနေနဲ့ခါနာလာ141ရောင်ထီတာနဲ့အရေးပြားရရန်တာမျိုးတွေဖြစ်တတ်လို့ဂရုစိုက်ပေးပါအရေးကြီးတဲ့ကိစ္စတွေရှိရင်အနီရောင်ဒါမှမဟုတ်အညိုရောင်လေးတွေကိုအားဖြူပြီးဝတ်ဆင်ပေးပါကန်ကောင်းစီမဲ့ကနန်းတွေကတော့တစ်ကနန်းနဲ့သုံးကနန်းဖြစ်ပါတယ်ကန်စာတာလေးတွေပိုပြီးတက်လာအောင်ရေရာတွေညက်ငါးစာကျွေးတာဒါမှမဟုတ်ငါးသက်စီလွတ်တာမျိုးတွေလုပ်ပြီးကုသိုလ်ယူပါဒီတစ်ပတ်မှာတော့ဘလို့ကိစ္စပဲဖြစ်ဖြစ်စီအေးထားပြီးဆုံးဖြတ်တာကအကောင်းဆုံးထင်မှာပါကိုယ့်ရဲ့စေတနာကအလာဟာတမဖြစ်ပဲကနေ့မှာအကျိုးပြန်ပေးမှာမို့လို့စိတ်သက်မကြပဲရှိဆက်ပါလို့ဆရာဟိမင်းမှပြောချင်ပါတယ်ဘေးနာကလူတွေရဲ့စကားထက်ကိုယ့်ရဲ့ပင်ကိုအတိညာဏ်ကိုပိုပြီးဦးစားပေးလို့ဆောင်ရင်အမှားနဲ့ပါလိမ့်မယ်တပတ်ကြလုံးမှာစိတ်တော်ကတွေကင်းဝေးပြီးပျော်ရွှင်စရာသတင်းကောင်းတွေပဲဆက်တိုက်ကြားရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒါနဲ့အပတ်စဉ်ဟောစာတန်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို Subscribe လုပ်ထားပြီး TikTok account ကိုလည်း Follow လုပ်ထားခဲ့ဖို့ပဲပါ